Power Station မှာနာမည်အကြီးဆုံးလို့ပြောရမယ့် EcoFlow ဖြစ်ပါတယ်ဆိုတော့ဒီ EcoFlow Power Station ကတော့ဘယ်နေရာတွေမှာသုံးတာလဲဆိုလို့ရှိရင်အခုလိုမျိုးမီးတွေမမှန်တဲ့နေရာတွေမှာသုံးတယ်နောက်တစ်ခုကကျွန်တော်တို့ကိုသွားချင်တဲ့နေရာတွေအကုန်လုံးကိုဒီ Power Station ကိုယူသွားလို့ရတယ်လူချင်းမင်းတို့သုံးချင်တဲ့ဟာအားလုံးကိုဒီ Power Station မှာသုံးလို့ရတယ် Solar တွေလည်း join လို့ရတယ်အခုဒီဗီဒီယိုကတော့ဒီ Power Station EcoFlow ကိုကုမ္ပဏီနဲ့ပူးပေါင်းပြီးကျွန်တော်ဆိုင်မှာ2ရက်တီတီ promotion ရှိပါတယ်အဲ့ဒီထဲမှာ EcoFlow Power Station 9မျိုးတီတီပါပါတယ်ပါဝင်တဲ့ model 9မျိုးကိုတော့ဗီဒီယိုရဲ့အနောက်မှာကျွန်တော် slide show လေးနဲ့ပြပေးထားပါတယ်ဈေးနှုန်းတွေလည်းပြပေးထားပါတယ်အဲ့ပြပေးထားတဲ့ဈေးနှုန်းတွေမှာကျွန်တော် 5% discount ရှိပါတယ်2ရက်ထဲမှာအခုလာမယ့်တောက်ကြနေ့နဲ့အခုလာမယ့်စနေနေ့တောက်ကြစနေ2ရက်ထဲသာလေကျွန်တော်ဆိုင်မှာ EcoFlow Power Station 9မျိုးကို 5% discount နဲ့လူချင်းမင်းတို့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့ Randy လည်းတအားကောင်းတယ်ကျွန်တော်တို့ဒီကုမ္ပဏီကလည်းအရန်ကိုခိုင်မာတဲ့ကုမ္ပဏီဖြစ်တယ်ပစ္စည်းအရည်အသွေးရတဲ့ကောင်းတဲ့ဟာကိုဖြန့်ဖြူးပေးတယ်ဆိုတော့ကျွန်တော်တို့အထူးတွေပြောစရာမလိုအောင်ကောင်းပါတယ်အဲ့တော့ EcoFlow Power Station ရဲ့အကြောင်းကိုသိချင်တယ်ဆိုရင်လူကြီးမင်းတို့ရဲ့ Google မှာ search လုပ်တာနဲ့သူ့ရဲ့အကြောင်းတွေထွက်လာမှာဖြစ်ပါတယ်မီးဘလောက်ပြက်ပြက် Power Station တစ်လုံးရှိမယ်ဆိုရင်အားလုံးအဆင်ပြေပါပြီခင်ဗျာနာမည်က EcoFlow ပါ promotion ရှိနေပါတယ်တောက်ကြစနေ2ရက်ထဲပါ